ချက်ခါသူ့ဖေရဲ့တငယ်ချင်းနဲ့အတူညစာစားနေတော့ရုတ်တရက်ကီဆန်တစ်ခုဟာထိုလူရဲ့ဦးခေါင်းကိုထိမှန်သွားပါတယ်ထိတ်လန့်သွားတဲ့ချက်ခါဖျောင်းတိုင်တကိုင်းကိုအမြန်ထွန်းလိုက်ပြီး gas O ရှိရာကိုပြီးသွားပါတယ်သူဟာငွေရောင်ပိုက်တစ်ခုကိုဆွဲဖြုတ် gas O ကိုလဲချလိုက်ပြီးတွန့်ပြန်ဖို့ပြင်ဆင်လိုက်ပါတယ်လူသက်သမားကအနားကိုကတ်နေပါပြီချက်ခါအထဲကိုအမြန်ပြန်ပြီးအိတ်ကိုဆွဲပြီးအပြင်ကတစ်ပင်ကြီးကိုအတုံးချကပတင်းပေါက်ကနေထွက်ပြေးလွမြောက်သွားပါတယ်လူသက်သမားအခန်းထဲဝင်လာချိန်မှာတော့ချက်ခါအဝေးကိုရောက်နေပါပြီသူဟာကားစီကိုရောက်တာနဲ့အရှိန်ပြင်းပြင်းနဲ့မောင်းထွက်ခဲ့ပါတယ်ပုံးချောင်ဖို့အတွက်ချက်ခါနိုင်ငံကြားသွားခီးသွားတဲ့အဖြစ်ရုပ်ဖြတ်ပြီးလေကြီးကိုရောက်အောင်သွားနိုင်ခဲ့ပါတယ်အဲ့ဒီနောက်အမေရိကန်ပြည်ထောင်စုကိုဘေးကင်းစွာပြန်လာခဲ့ပါတယ်အဲ့ဒီညမှာပဲချက်ခါဂျွန်တေဆုံးသွားပြီဖြစ်ကြောင်းသူ့ဇနီးကိုပြောပြဖို့တငယ်ချင်းဖြစ်သူရဲ့အိမ်ကိုသွားခဲ့ပါတယ်ဒါပေမဲ့ပတင်းပေါက်ကနေတဆင့်သူ့မမျော်လင့်ထားတဲ့အရာကိုမြင်လိုက်ရပါတယ်ဂျွန်ကအသက်ရှင်နေစေပါကြောက်စရာကောင်းတဲ့အတွေးတစ်ခုကျဲတဲ့ခေါင်းထဲဝင်လာပါတယ်ဒါဟာဂျွန်နဲ့သူတို့ရဲ့အထက်လူကြီးဘော့စ်တို့ပေါင်းပြီးထောင်ထားတဲ့အကွက်တစ်ခုဖြစ်နေပါတယ်နောက်တနေ့မနက်မှာတော့ချက်ခါဂျွန်ကိုရင်ဆိုင်ဖို့အတွက်ဂျွန်ရဲ့ကားနောက်ကိုလိုက်သွားပါတယ်ဒါပေမဲ့ကားပါကင်ကိုရောက်တဲ့အခါဂျွန်ကသူ့ကိုရုတ်တရက်လုံးထွေးတက်ပုတ်ပြီးမြေပြင်ပေါ်လဲချလိုက်ပါတယ်ဂျွန်ကဂျက်ကိုတနက်နဲ့ချိန်ထားပေမဲ့ဂျက်ခါသူ့ရဲ့ဥထုပ်ကိုချွတ်လိုက်တဲ့အခါမှာတော့ဂျွန်ကအံ့ဩလွန်းလို့တုံးလို့သွားပါတယ်အထက်လူကြီးကဂျက်သေးပြီလို့ပြောထားတာကြောင့်အခုသူ့ရှေ့မှာအသက်ရှင်လျက်မြင်လိုက်တဲ့အခါဂျွန်မင်းတက်သွားတာပါဂျက်ခါဂျွန်ကိုကားရဲ့အသိမ်းထွန်းထည့်ပြီးသူ့တိထားသမျှကိုဒေါသကြီးဖြိုးပြလိုက်ပါတယ်မင်းဒီမှာရှိနေတာကိုသူသိသွားပြီမင်းနောက်ကိုရှိသမျှအင်အားအကုန်သုံးပြီးလိုက်လာတော့မှသူတို့နှစ်ယောက်အစားကတည်းကအလေးစားခံခဲ့ရတာပါသူတို့ရဲ့အထက်လူကြီးကအားလုံးကိုစီစဉ်ခဲ့တာဖြစ်ပြီးသူတို့အယူလို့ခံရတဲ့အကြောင်းရင်းကတော့ရိုးရိုးလေးပါပဲလောဘကြောင့်ပါအိမ်ပြန်ယုံနဲ့ဘေးကင်းမှာမဟုတ်ဘူးဆိုတာဂျက်သိပါတယ်အထက်လူကြီးကသူ့နောက်ကိုဆက်လိုက်နေအောင်ပါဒါကြောင့်ဂျက်နဲ့ဂျွန်ဟာဒီကိစ္စကိုအပြီးသတ်ဖို့အစီအစဉ်ဆွဲလိုက်ပါတယ်သူတို့နှစ်ယောက်အထက်လူကြီးရဲ့အိမ်ကိုတိုက်ရိုက်မောင်းသွားကြပါတယ်ဂျွန်ကအရင်ဆင်းပြီးတကားဝါကအဆောင်တွေကိုပစ်ခတ်ပါတယ်ဂျက်ကလည်းတနက်တန်နောက်ကိုလိုက်ပြီးအထဲကိုဝင်သွားပါတယ်တိုက်ပွဲအတွင်းမှာအထက်လူကြီးကဂျွန်ကိုပစ်လိုက်တာကြောင့်ဂျွန်လဲကျသွားပါတယ်ဂျက်အခန်းထဲဝင်သွားချိန်မှာသူ့ကိုတိုက်ခိုက်ဖို့ပြင်နေတဲ့လူပြောင်ကြီးတယောက်ကိုလဲဗင်းညှိလိုက်တက်လိုက်ပါတယ်ဂျွန်ကပြန်တိုက်ဖို့ကြိုးစားပေမဲ့နောက်ထပ်ကြီးစံထပ်မှန်ပြီးတေးလူမြောက်ပါဖြစ်သွားပါတယ်ဂျက်ကအခန်းထဲကိုအကြီးဝင်သွားပြီးဒဏ်ရာရနေတဲ့အထက်လူကြီးကိုတွေ့တာနဲ့ဘာတကုန်းမှမပြောဘဲတက်ပစ်လိုက်ပါတယ်အဲ့ဒီနောက်သူဟာဂျွန်ကိုကားစီကိုဆွဲခေါ်သွားပြီးစေယုံကိုအမြန်မောင်းပါတယ်ဒါပေမဲ့လမ်းမှာတင်ဂျွန်ကအသက်ရှင်ရပ်သွားပါတယ်ရင်ကွဲမချက်ခံစားရတဲ့ဂျက်ကကားကိုမီးရှို့လိုက်ပြီးတယောက်တည်းထွက်ခွာလာပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့ဇနီးနဲ့သားဖြစ်သူတို့အေးအေးချမ်းချမ်းနေထိုင်နေလာကိုမြင်တွေ့ရပေမဲ့သူတို့ကိုသွားပြီးမပူးဆောင်နိုင်တော့ပါဘူးကြီးမားတဲ့ဝမ်းနည်းမှုတွေကသူ့ကိုလွှမ်းမိုးသွားပါတယ်သူအမားတွေလက်မိပြီးဖြစ်တဲ့အတွက်လူတစ်ယောက်အနေနဲ့ဒီနောက်ဆက်တွေအကျိုးဆက်တွေကိုခါစည်းခံရမယ်ဆိုတာသူကောင်းကောင်းနားလည်နေတော့ပါတယ်